ညိုလဲပြပြနဲ့စတွေ့ခဲ့ရဒီလိုပါမိုးရီတအားတဲ့တာအဲ့ဒီနေ့မှကျမကလည်းအပြင်ထွက်မိတာကော်ဖီဆိုင်လေးရဲ့တောင်စုံဝိုင်းမှာညိုလဲပြပြတခဏတွင်ချင်းမှာတန်လိုက်တဲ့ပါတဲ့သူ့မျက်ဝန်းပြပြတွေအောင်ကျမညှို့ဆင်းသွားရတာပါပဲဒါလည်းသူ့ရဲ့မာယာပဲလေယူတူတူမျက်နှာပေးတွေသူ့စီဝိုင်းအောင်ခဲနေရလေကျမလက်တွေဇွဲဝိုင်းတွေပြည့်နေရဲ့နေကျမကိုသူ့အရှိပိုးခဲ့တဲ့ဝေတာကောင်မလေးကိုအခုထိမမေ့ဒါဟာကူကယ်ရမဲ့တဲ့6တွင်းနဲ့တဲ့ခုံစင်းတဲ့နေပဲလေကျမကိုဘယ်သူမှရှာမတွေ့ပါစေနဲ့လို့တော့ဆူတောင်းနေမိသေးတာကျမသိမ့်မိုင်မှန်တတိကိုမထားမိတာပါရှင့်ပေါ်ကျမအဲ့ဒါလောက်တောင်ညွတ်သွားတာကျမကိုကျမတန်တရားဖြစ်မိတာဒါပထမဆုံးပါကျမသဘောကျဘူးလားအမျိုးသားတွေကခက်များများအခုတော့များရှင်းကြောင်းနဲ့ကျမကိုကျမပျောက်ရတယ်မိန်းမတယောက်ကြောင့်ပေါက်ပေါက်ရှာရှာစုံစမ်းရတယ်ကျမဘယ်နေရာမှာစမှာခဲ့တယ်လဲရှင်းလက်ခုတ်ထဲရည်တဲ့ပတ်လက်လဲရှင်းနဲ့ထပ်မဆုံရမှာကြောက်တယ်ဒီကျမအသိတွေကင်းမဲ့ခဲ့တာပဲလူတွေပြောကြတာရှင်းကမိမပြတ်တဲ့ညိုလဲပြပြကျမဂရုစိုက်တာညိုလဲပြပြရဲ့နှုတ်ပြစကားကိုပါရှင်းအသက်ပြတွေကတမအာဇီဝပါလို့လူတိုင်းကိုရှင်းပြနေမယ်စားကျမအတွက်အချိန်ပိုပေးလိုက်ပါလားရှင်းမြတ်ဝန်တွေမှာကျမမပါလူသားတွေအတွက်မာယာတွေဖြည့်ထားတဲ့ရှင်းနှလုံးသားမိတော့တစ်ခုပမာလောင်စာတွေစုနေရကျမကတော့ပြားတယ်ရှင်းအတွက်ဘာများဖိုးတန်ပါလဲရှင်းကယူမဆိုင်တာအဆမ်းမှမဟုတ်ပဲကျမကသာစားချက်နေတဲ့ကလုံးလိုအချမ်းကုန်ထုတ်ရှင်းအနာမှာရှုပ်နေရရှင်းမြတ်ဝန်ပြပြမှာကျမအမိုက်သားတာအဲ့ဒီမိုးရွာကြီးထဲမှာရှင်ကျမကိုပြစ်ထားခဲ့ရညိုးလဲပြပြ